ရှင်ကြောင်ပြူကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြချင်တာကကျွန်တော်ကိုချက်ပေါက်ကနေရော comment တွေကနေရောလာမေးနေကြတဲ့ဒီရင်ကြောင်ကိုအလဲပြန်လာဖို့အဆင်ပြေပြီလားဆိုပြီးမေးနေကြတဲ့လူအများစုကိုဖြေပေးချင်တာပေါ့ရင်ကြောင်ကိုလုံးဝလာလို့အဆင်မပြေသေးပါဘူးရင်ကြောင်မှာပေါ်တာတွေအရန်ဆွဲနေတယ်ပေါ့နော်အသက်35နှစ်အောက်တွေဆိုလို့ရှိရင်ပိုပြီးဆွဲပါတယ်အစိုးရဝန်ထမ်းတွေဆိုလို့ရှိရင်တော့ကိစ္စမရှိဘူးဗျအစိုးရဝန်ထမ်းတွေဆိုရင်ဒီစစ်ဆေးဂိတ်တွေမှာအစိုးရဝန်ထမ်းကတ်လေးပြပြီးတော့လာမယ်ဆိုရင်အဆင်ပြေပါတယ်ကျန်တဲ့လူတွေအနေနဲ့ကတော့လုံးဝမဖြစ်နိုင်ပါဘူးလမ်းမှာတွေ့လဲဆွဲပါတယ်အိမ်မှာနေလဲလာဆွဲပါတယ်အဲဒါကြောင့်မလို့ပြန်လာခြင်းတဲ့စိတ်လေးတွေကိုအောင်အီတီးခံပြီးတော့နေကြပါအောင်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းရှင်တဲ့เจ้าမှာမဟုတ်ပါဘူးကျွန်တော်ဒီပိတ်မှာတင်ပေးနေတဲ့ဓာတ်ပုံတွေဗီဒီယိုတွေကကျွန်တော်အရင်တော့ရင်တဲ့เจ้าမှာရှိတော့ရိုက်ထားတဲ့ဓာတ်ပုံတွေဗီဒီယိုတွေပေါ့နော်ကျွန်တော်ရင်ထဲချောင်းမှာမရှိတာ2နှစ်ဝန်းကျင်လောက်ရှိပြီပေါ့အဲဒါကြောင့်ပြန်လာခြင်းတဲ့စိတ်လေးတွေကိုတီးခံကြပါအောင်ပြန်လာဖို့အဆင်ပြေပြီဆိုလို့ရှိရင်ကျွန်တော် post chat တင်ပြီးတော့ပြောပြပေးပါမယ်ရင်ထဲချောင်းကိုအလဲလာလို့ရကြပါပြီခင်ဗျာဆိုပြီးတော့ကျွန်တော်ပြောတဲ့အခါကျရင်တော့မဖြစ်မနေလာခဲ့ကြပါဗျာအခုကတော့လာခြင်းတဲ့စိတ်တွေကိုတီးခံကြပါအောင်လို့တောင်းပန်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ